မိတ်ဆွေအနေနဲ့ကလေဒီအစိမ့်မက်တံမယာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အကြောင်းတခါဒီအစိမ့်မက်တံမယာရဲ့အသီးပုံစံဘယ်လိုမျိုးဆိုင်ရတယ်ဘယ်လိုအနေထားရှိတယ်စတာကိုသိချင်တယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါကျွန်တော်ဒီဗီဒီယိုထဲမှာစကားတွေရှေ့ရှေ့ဝေးဝေးအရန်ကြီးမပြောတော့ဘူးဒါ practical လုပ်ပြမယ်ဘယ်လို practical လဲဆိုရင်ကျွန်တော်ရွာကအစိမ့်မက်တံမယာစိုက်ထားတဲ့ channel ကိုရောက်နေတယ်ဗျာဆိုတော့ဒီအသီးတွေခူးပြီးတော့ခွဲပြမယ်အသီးပုံစံဘယ်လိုအနေထားရှိရဲဆိုတာပြပေးမယ်တခါဗမာတံမယာနဲ့ဘယ်လိုကွာလဲဆိုတာပါကျွန်တော်နှိုင်းရှင်ပြီးတော့ပြပေးသွားပါမယ်ဆိုတော့မိတ်ဆွေအနေနဲ့ကစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါပထမဆုံးအနေနဲ့ဒီအစိမ့်မက်တံမယာဆိုတာကဘာလဲဘယ်လိုလဲမပြောခင်မပြခင်မှာဒီတံမယာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆိုင်လက်မြေပြောချင်မှာဝယ်ရရှိနိုင်တာကမျိုး3-4မျိုးလောက်ရှိပါတယ်ဆိုတော့ဗမာတံမယာရှိမယ်ဒီအစိမ့်မက်တံမယာကိုမှယူရီးယားအစိမ့်မက်တံမယာနဲ့ဟော်လန်တံမယာဆိုပြီးတော့ရှိမယ်အဓိကတော့ဒီ3မျိုးပေါ့တခြားဘာတွေရှိအောင်မလဲဆိုရင်ကရှောက်တို့ဘာတို့ပေါ့ဗျာဒီတံမယာနယ်တွေကဆိုရင်အဲ့ဒီကောင်တွေရှိမယ်ဒီပင်တွေဆိုရင်ကကျွန်တော်တို့ဒီအညာဘက်ကခြံမှာကျွန်တော်စိုက်ထားတဲ့အပင်တွေဖြစ်တယ်ဒီမှာဆိုရင်စုစုပေါင်းအစိမ့်မက်တံမယာအပင်30လောက်တော့ရှိမယ်အရန်ကြီးတော့မများဘူးဒါပေမဲ့လည်းတပင်ကိုတီးနေတာကမရှိဘူးဆိုရင်တော့မှအလုံးကြီးရာခဏနဲ့အထက်မှာရှိတယ်ကျွန်တော်ပြပေးမယ်ဗျာဒီကောင်နေဆိုရင်ကမြေချတက်တန်ပြန်ပြန်အသုံးနေဝန်းကျင်လောက်တော့ရှိပြီဆိုတော့စိုက်ထားရတာကအညာဘက်မှာဖြစ်ပေမဲ့လည်းမစ္စလိုမြင်တဲ့အတိုင်းပဲအသီးတွေကပြုတ်လိမ့်နေတာပဲဆိုတော့အသီးတွေကထွားလဲထွားတယ်လှလဲလှတယ်အခုလိုမျိုးဖြစ်အောင်ကဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့တဘာမျိုးစားကူရတယ်ဒီစိုက်ထားတဲ့မြေနေရာကနည်းနည်းကြောက်စစ်ဆန်တဲ့မြေစည်းပုံစံမျိုးမြေနေရာအရန်ကောင်းတဲ့ထဲမှာမပါဘူးဗျာဆိုတော့အဲ့ဒီအတွက်ကျွန်တော်တို့ကအခုလိုမျိုးနွားချီတို့စိတ်ချီတို့လိုမျိုးတဘာမျိုးစားသုံးတယ်ဒီကောင်နေဆိုရင်လည်းဒါအပင်နေမှာထိတ်ဖို့ကျွန်တော်တို့ပြင်ထားတာပေါ့နောက်တစ်ချက်ကဘာလုပ်ရလဲဆိုရင်ရေဝအောင်ပေးတယ်ကျွန်တော်ဒီကောင်တွေကိုရေအငတ်မခံဘူးဆိုတော့အပတ်တိုင်းဒီပါကျွန်တော်ရေသွင်းပေးတယ်ဗျာဆိုတော့အဲ့ဒါကြောင့်မလို့လဲအခုလိုမျိုးအသီးတွေပြုတ်လိမ့်နေအောင်တီးနေခြင်းပဲဖြစ်ပါတယ်ဒီကောင်ဆိုရင်လည်းသူနဲ့ကအတူတူပဲဒါပေမဲ့ဒီကောင်ကနည်းနည်းလေးအပင်ပူထွားနေတယ်ပူကြီးနေတယ်ပေါ့ဗျာဆိုတော့အဲ့လိုမျိုးရှိပါတယ်โอเคပြောနေတာကြားတယ်ကျွန်တော်တို့ဒီအသီးတွေခူးပြီးတော့တစ်ချက်ခွဲကြည့်လိုက်အောင်ပါကျွန်တော်တို့တပင်ကိုတစ်လုံးနှုတ်နဲ့စုစုပါအောင်ဒီမှာ9လုံးတော့စံမဲ့ပုံစံမျိုးခွဲကြည့်အောင်ကျွန်တော်ခူးပြီးပြီဒီကောင်ကိုမခွဲခင်မှာပထမဦးဆုံးဗမာတံမယာနဲ့ပုံမှန်သွင်းမြင်ကိုရှင်ပြီးတော့ပြောကြတာပေါ့အလုံးဆိုင်ကိုရှင်မယ်ဆိုရင်တော့တီးတတာကြီးတယ်ဗမာတံမယာသီးကဒီကောင်ရဲ့တဝက်လောက်ပဲရှိမယ်ဗျာဒီကောင်ဆိုရင်ကဒါပုံမှန်ဆိုင်ကျွန်တော်ခူးလာတဲ့ထဲမှာအကြီးဆုံးနေနဲ့ဒီကောင်ကအကြီးဆုံးဘာလို့အလုံးဆိုင်ကွာနေတာလဲဆိုရင်မိတ်ဆွေဒါစိုက်ထားတဲ့အပင်ကရေရရှိမှုပေါ်မူတည်ပြီးတော့ဒီအလုံးဆိုင်လေးတွေကတော့အနည်းငယ်ကွာချက်ရှိနိုင်တယ်ဆိုတော့အကြီးဆုံးအနေနဲ့ကတော့လောလောဆယ်ဒီကောင်ရှိမယ်ဗျာဘာနဲ့အနီးဆက်ဆုံးတူလဲဆိုရင်ကျွန်တော်ဗမာမျိုးတွေကဆိုရင်တံမယိုနဲ့တော့ဆင်တယ်ဆိုတော့တံမယိုပုံစံမျိုးပဲခွဲကြည့်လိုက်အောင်ပြောနေတာကြားတယ်ခွဲရတာအတော်လေးလွယ်ကူတယ်ဗျာโอเคဒီမှာပါအစိမ့်မဲ့ဆိုတဲ့အတိုင်းပဲလုံးဝဘာအစိမ့်မမပါဘူးဒီအလဲကောင်းဖြူဖြူကသူ့ရဲ့ဒါဥတိုင်းမှုလို့ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုရင်အခွန်အရန်ပါခြင်းပဲဖြစ်ပါတယ်မင်းတို့မြင်လားမသိဘူးဒီအထက်ကဓာတ်တွေကအကုန်အရေးအိမ်နေကြည့်ပဲဒီနှက်ခမ်းပဖြူဖြူလေးတာပဲဒါသူ့ရဲ့အခွန်ပေါ့သူ့ရဲ့အရွယ်ဆိုင်နဲ့သွားပြီးအချိုးချကြည့်မယ်ဆိုရင်ကအတော်လေးပါတယ်လို့ပြောလို့ရတယ်ဗမာတံမယာသီးနီးပါပဲစောတော့ကကျွန်တော်နှိုင်းရှင်ခဲ့တဲ့တံမြူသီးနဲ့ရှင်မယ်ဆိုရင်ကကြဒီကောင်အတော်လေးတာသွားတယ်ဆိုတော့တံမြူသီးကကြသူ့ထက်ဒါအခွန်အရန်ထူတယ်အရန်ထူတဲ့အတွက်ညှိရပြရတာကတိတ်မလွယ်ဘူးပြီးတော့အရေးနေတယ်ဆိုတော့အဲ့လိုမျိုးလေးတော့ရှိတယ်ဒီကောင်ကိုလည်းညှစ်ကြည့်လိုက်မယ်ဗျာသူ့ရဲ့အရေးအရန်တော့အပြည့်ပဲအရေးပါမပါတော့တစ်ချက်ညှစ်ကြည့်မှပဲသိမှာလေးညှိရလို့ကျွန်တော်ဒီလိုမျိုးချမ်းလိုက်တယ်အရေးsorry ဒီကောင်တော့သွားပြီအရေးကတော့လေလုံးဝသိလားအလုံးဆိုင်နဲ့အတိအားရစရာပဲဆိုတော့ခွဲနဲ့လေကျွန်တော်ဘာသတိထားမိလဲဆိုရင်ရနံပိုင်းပေါ့ရနံပိုင်းကတော့ကျွန်တော်တို့ဗမာတံမယာကိုလုံးဝမမှီဘူးဗမာတံမယာကကြဗျာရနံကပြင်းတယ်အတော်လေးရနံကောင်းတယ်ဗျာဒီကောင်ကကြဗမာတံမယာတော့ရနံမပြင်းဘူးဆိုတော့မိတ်ဆွေအနေနဲ့ကတံမယာကြီးဖြော်တော့မယ်အရသာရောရနံရောပါလိုချင်တယ်ဆိုရင်တော့ဗမာတံမယာလေးနဲ့ရောတော့တာကပို့ပြီးတော့အဆင်ပြေမယ်ထင်ပါတယ်sorry မှာဒီကောင်ဆိုရင်ဒါတစ်လုံးစာ sorry ဖိတ်ကုန်ပြီတစ်လုံးစာကိုအတော်လေးများတယ်ဗျာဆောင်းတော့ကကျွန်တော်ပြောသလိုပဲတပင်ကိုတစ်လုံးကျွန်တော်ကခူးလာတယ်ဆိုတော့အလုံးတိုင်းကျွန်တော်ခွဲကြည့်မယ်အစိပါမှာပါဗျာဆိုတော့တချို့တွေဆိုရင်ကမျိုးဖောက်ပြီးတော့အစိပါတွေပါရှိအောင်ဆိုတော့ဒီမှာဆိုရင်လုံးဝအစိမပါဘူးเนาะဒါတစ်လုံးဆိုတော့နောက်ထပ်တစ်လုံးခွဲပြမယ်အစိလုံးဝမပါဘူးเนาะနောက်ထပ်နှလုံးကြံနေဒီမှာအစိလုံးဝမပါဘူးအရေးအိမ်ကတော့လုံးဝဗျာအရေးအပြေပဲခွဲနေတော့မှအရေးစင်တယ်ဆိုဒီမှာဒီတံမယာကိုဘလို့သူမျိုးတွေအဓိကစိုက်တင်လဲဆိုရင်စီးပွားဖြစ်အသီးထုတ်ရောင်းချခြင်းတဲ့သူတွေပြီးတော့အရေးတောက်ဆိုတာထက်ဘတ်ဆောင်အသုံးပြုခြင်းတဲ့သူတွေအနေနဲ့ကလုံးဝရွေးချယ်စိုက်တင်တဲ့မျိုးပဲဖြစ်ပါတယ်ဗမာတံမယာထက်အကျန်းခံတဲ့အသီးတင်တဲ့ကတိခထတိတ်မများဘူးဗျာဆိုတော့အနည်းဆုံးစီးပွားဖြစ်မဟုတ်တော့မှတိုင်ရင်ကို2ပင်3ပင်လောက်ကတော့
ဒီချပေါက်စိုက်တင်ပါတယ်ကျွန်တော်စိမ်းလန်းမြန်မာကတော့ဒီအစိမ့်မဲ့တံမြာနဲ့ပတ်သက်ပြီးတော့ယူရီးယားအစိမ့်မဲ့တံမြာနဲ့ဟော်လန်တံမြာဆိုပြီးတော့နှစ်မျိုးရှိတယ်နှစ်မျိုးစလုံးရဲ့ဒါပြိုးပင်တွေပေါ့ခိုင်းကူပြိုးပင်တွေကိုစင်းလုံးသက်သာစွာနဲ့ဝယ်အပေးနိုင်ပါတယ်ဆိုတော့ကမိတ်ဆွေတို့ကိုကျွန်တော်ပြခဲ့တဲ့စိုက်ခင်းဆိုရင်လည်းအဓိကကဒီပြိုးကိုင်းတက်ထုတ်ဖို့ရကျွန်တော်တို့စိုက်ထားခြင်းဖြစ်ပါတယ်ဆိုတော့ဒါလေးကျွန်တော်ပြခြင်းလို့ပဲဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်သိချင်တာတွေမေးချင်တာတွေရှင် comment မှာရေးထားခဲ့ပါကျွန်တော်အသေးစိတ်ပြန်လည်ဖြေချပေးပါမယ်ကျွန်တော်ဟိန်းထပ်ပါ